မိခင်စီကနှိပ်စက်ခံနေရတဲ့ကလေးငယ်ကိုအချိန်မီကယ်တင်ပေးလိုက်နိုင်တဲ့ခိုင်နေဝေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီထော်ခေတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့မိဘအုပ်ထိပ်မှုပုံစံကအတော်လေးကိုဆိုးရွားပြီးတော့ကြမ်းတမ်းတယ်လို့ဆိုလို့ရပါတယ်ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အလျောက်ဘာသာရေးကိုလည်းမေးလို့မဖြစ်ပဲကံကံရဲ့အကျိုးနဲ့ကျေးဇူးတရားတွေကိုဂုဏ်တော်ထားပြီးသားသမီးတွေပေါ်မှာဆုံးမသွန်သင်တတ်ကြတာလည်းရှိပါတယ်မိဘကိုဖျားနဲ့တကိုင်းနဲ့ထားကယူသည်လေးစားဖို့အတွက်အမြဲတမ်းဆုံးမတတ်ကြပေမဲ့တချို့တွေကတော့တလွဲစပင်ကောင်းလောက်ကကလေးတွေပေါ်မှာလိုရာထက်ပိုပြီးတော့ချင်းချောက်ဆုံးမတတ်ကြတာလည်းရှိပါတယ်ကမ္ဘာအရှေ့ဘက်ခြမ်းနိုင်ငံတွေရဲ့မိဘနဲ့သားသမီးဆက်ဆံရေးတွေဟာအနောက်နိုင်ငံတွေနဲ့မတူပဲသားသမီးတွေရဲ့ဘဝကိုမိဘရဲ့လွှမ်းမိုးမှုကြီးထားတတ်တာကအာရှနိုင်ငံတွေတော်တော်များများမှာတွေ့ရတတ်တာပဲဖြစ်ပါတယ်။အခုတစ်ခါမှလည်းရန်ကုန်မြို့ရဲ့ပဇွန်တောင်အရက်မှာ9နှစ်အရွယ်သမီးလေးကမိခင်ဖြစ်သူရဲ့နှိပ်စက်မှုတွေကိုလိုရာထပ်ပို့ပြီးတော့ခံနေရတဲ့မြင်ကွင်းကဆိုရှယ်မီဒီယာမှာရုတ်တရက်တက်လာခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ပဇွန်တော်အရဲစနေနေ့နေ့လည်ခင်းမှာဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ကလေးက9နှစ်အရွယ်ဖြစ်ပြီးတော့မိန်းကလေးဖြစ်ပါတယ်။အများသူကမြင်ကွင်းမှာအမေဖြစ်သူရဲ့ရိုက်နှက်မှုတွေကိုခံနေရတာဖြစ်ပါတယ်။တာမန်ရိုက်နှက်မှုမျိုးမဟုတ်ပဲအတော်လေးကိုပြင်းထန်တာလည်းတွေ့ရပါတယ်။ကလေးကိုစောင့်ချပြီးတော့ရိုက်နှက်တဲ့အတွက်ကလေးကခေါင်းထိသွားပါတယ်။ဘေးလူကြီးတွေရဲ့တားမြစ်မှုတွေကိုလည်းလုံးဝကြုံမဆိုင်ပဲအယုတ်တရုတ်လိုပြုလုပ်နေရဖြစ်တဲ့အတွက်နောက်ဆုံးမှာတော့ခိုင်နေဝေကိုပဲဆက်သွယ်လိုက်ကြရတာဖြစ်ပါတယ်။ခိုင်နေဝေကအခုနောက်ပိုင်းမှာစွန့်ပစ်ကလေးငယ်တွေတင်မကလူလားမြအောင်မမွေးပေးနိုင်တဲ့မိသားစုတွေရဲ့ရင်သွေးလေးတွေကိုပါလိုက်လံပြီးတော့ကယ်တင်ပေးနေတာဖြစ်ပါတယ်။အကယ်ဒမီရမင်းသမီးဖြစ်သွားပေမဲ့လည်းလူအများရဲ့ဒုက္ခကိုကယ်တင်ဖို့ဟိတ်ဟန်တွေမထားပဲအမြန်မဲသွားရောက်ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။9နှစ်အရွယ်ဆိုတာမိခင်ကိုတွေ့တာရမယ့်အရွယ်ဖြစ်ပါတယ်။အမေရဲ့ရင်ဝင်မှာနေပြီးတော့စော်ကစားနေရမယ့်အချိန်ဖြစ်ပေမဲ့ဒီသမီးလေးကတော့မိခင်ရဲ့နှိပ်စက်မှုတွေကိုခံနေရတာကကြားရတဲ့သူတွေတွေ့ရတဲ့သူတိုင်းကိုနှလုံးနာစေတာဖြစ်ပါတယ်။ဒါကြောင့်မလို့မင်းသမီးကြီးခိုင်နေဝေဟာအမြန်သွားရောက်ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။သမီးလေးဟာအမေနဲ့အတူမနေခြင်းတော့လောက်တဲ့အထိစိတ်ကြယောဂရရှိနေပြီဖြစ်ပါတယ်။ကလေးဖြစ်သူရရတာကတော့ခက်ခဲလာတဲ့အစာဝင်နေရေးကြောင်းဖြစ်ပြီးအမေနဲ့အဖေဖြစ်သူဟာစေးသုံးထားတဲ့အခြေအနေမှာရှိနေရလို့သိရပါတယ်။ဒါကြောင့်မလို့ကလေးကိုစိတ်လွတ်တဲ့အထိအခုလိုပဲပြုတ်မှုမိတာဖြစ်ပါတယ်။လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့အရက်ရက်ဝိုင်းဝန်းကြည့်ရှုပေးမှုတွေကြောင့်ခိုင်နေဝေရဲ့လက်ထဲကိုရှူရှူရှူရောက်ရှိသွားခဲ့ရဖြစ်ပါတယ်။ခိုင်နေဝေကသမီးလေးနဲ့ပတ်သက်ပြီးတော့အကုန်လုံးကိုစောင့်ရှောက်ကြည့်ရှုပေးသွားမှာဖြစ်တယ်လို့ကျမကြီးနဲ့ပတ်သက်ပြီးတော့ဆေးစစ်မှုတွေအားလုံးဆက်လုပ်သွားမှာပဲဖြစ်ပါတယ်။အများကတော့ကလေးဟာခိုင်နေဝေနဲ့သာမတွေ့ရင်မစင်းစားရဲတဲ့ဘဝကိုဖျက်ဆီးရမှာဖြစ်တယ်လို့အခုလိုပြုမှုတဲ့မိဘနှစ်ပါးကိုလည်းထိရောက်တဲ့အရေးယူမှုတွေပြုလုပ်ဖို့အတွက်ပြောနေကြတာဖြစ်ပါတယ်။ဥပဒေစိုးမိုးတဲ့နိုင်ငံကြီးတွေမှာသာအခုလိုဖြစ်ရမျိုးဖြစ်လာခဲ့ရင်မိဘတွေကကြီးမားတဲ့ပြစ်ဒဏ်နဲ့တရားရုံးကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ကလေးကိုမညာမတာနဲ့နှိပ်စက်ပြီးတော့လူမြင်ကွင်းမှာမြင်မကောင်းလောက်တဲ့အထိရိုက်နှက်ခဲ့လို့ပတ်ဝန်းကျင်ရဲ့ကူညီမှုကြောင့်လူအများသိခဲ့ရပြီးခိုင်နေဝေရဲ့ဆောင်ရှားမှုအောက်မှာရောက်ရှိသွားခဲ့ပြီဖြစ်တဲ့ပဇွန်တောင်ကသမီးလေးနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးပါအောင်နော်ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်